အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့စာရေးဆရာတာယာမင်းဝေရဲ့ကြောခိုင်းထားတဲ့နေမင်းဆိုတဲ့ဝတ္ထုစာအုပ်တွေကဆုံးဖြတ်ချက်တစ်ခုရဲ့လားရဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြမှာဖြစ်ပါတယ်ဘုရားဝတ်ပြုခြင်းသူသည်ဘုရားဝတ်ပြုခြင်းကိုအင်မတန်စိတ်အားထက်သန်ရှိလာ၏နေ့စဉ်နေ့တိုင်းဘုရားဝတ်ပြုကာဘုရားပန်းများကိုလည်းလဲလှယ်ပေးလျက်ရှိသည်အိမ်သူအိမ်သားများကလည်းဘုရားတရားကြီးညိုသူများဖြစ်ကြ၏သို့တော်လည်းဝတ်ပြုချိန်ကြာလေမရှိတနေ့မှာမိသားစုအတွင်စကားဆူသံကြားရ၏ကြွက်ဟုတ်လို့လားဟုတ်ပါတယ်ကြွက်အော်တန်ကိုငါကြားရတယ်ကြွက်ပေါက်စကလေးတွေရဲ့အော်တန်ပဲဘလို့လို့ကြွက်တွေကဖျားစဉ်အောက်ကိုရောက်နေရတာလဲအေးလေဖျားကိုပဲရှ िख ိုးရတော့မလို့သူတို့ကိုပဲရှ िख ိုးရတော့မလို့သူဘာမှဝင်မပြောပဲနေခဲ့သည်ဒါသူ့တွင်ပေါက်ဓားတစ်လက်ရှိသည်သူ့ဦးလေးကသူ့ကိုလက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ပေါက်ဓားပေါက်နီးကိုတော့တင်မပေးခဲ့ပါသို့သောသူသည်ဓားပေါက်နီးကိုအကျွမ်းတဝင်ဖြစ်နေပြီဖြစ်၏လျင်မြန်ခြင်းနှင့်ပြစ်မှတ်ကိုတိုက်ရိုက်မှန်ကန်ခြင်းတို့တွင်သူသည်သူမတူအောင်ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်သူသည်ထိုဓားလေးကိုအလွန်မြတ်နိုး၏အိပ်ရာထဲတွင်ထဲ့၍ပင်အိပ်လေသည်ကျောင်းသွားမှဓားကလေးကအိမ်ခန်းထောင့်သူ့နေရာမှာတိတ်ဆိတ်စွာကျန်ခဲ့သည်အိမ်မှာကဘုရားစဉ်နားမှကြွက်အော်သံများကဆူညံနေလျက်ရင်ဆိုင်ရခြင်းတနေ့သူ့ခြံထဲကဗတောက်ပင်တွင်ဓားပေါက်ကျင့်၏ထို့နောက်ချွေးစာများကိုတုပ်သိမ်းကပေါက်ဓားလေးနှင့်အတူဖျားဝတ်ပြုရင်းဖျားစဉ်စီမှကြွက်အော်သံများကဆူညံနေစေကြွက်မကြီးတစ်ကောင်ဖြတ်ပြေးသည်ကိုရေခနဲတွေ့လိုက်သည်သူကနေတော့လဲဓားကမနေပြီကြွက်မကြီးဓားဆိုက်ရက်သားနံရံတွင်တဆက်ဆက်တုန်ခါနေသည်ဓားနှင့်ထိုကြွက်ကြီးကိုဖြုတ်ပြီးမှဖျားစဉ်နောက်မှာကြွက်တိုက်ကိုတွေ့ရသည်ငှက်မွေးကောက်ရိုးမြင်စသည်များဖြင့်ဆောက်လုပ်ထားသည့်တိုက်ဖြစ်သည်အထဲမှာကြွက်နီတာရဲလေးငါးကောင်အတန်ကုန်အော်ဟစ်နေကြသည်ထိုကြွက်မသည်ကြီးသည်သူတို့၏အမေပင်ဖြစ်သည်သူတို့ကိုနို့တိုက်ကျွေးမွေးသောမိခင်လည်းဖြစ်သည်ယခုသူတို့မည်သူကိုအားကိုးကြမည်နည်းဖျားကသိလျင်မည်သို့သူ့ကိုပြောဆိုမည်နည်းဖျားစဉ်ရှေ့မှရက်ရတာသူရှက်လာခဲ့သည်ဏီကုံးချုပ်ခြင်းထိုကြွက်ကလေးများကိုအမှိုက်ပုံပြည့်၍လည်းမဖြစ်ငှက်ချီမည်ခွေးစားသွားမည်အလွယ်ဆုံးနည်းအရပဲသူသည်ထိုကြွက်ထုတ်ကလေးကိုရေထဲသို့ပစ်ချလိုက်သည်ပလုံပင်သက်ခပ်ကြမ်းကြမ်းရှိုက်ကာထိုနေရာမှလှည့်ပြန်ခဲ့သည်သူလွှင့်ပစ်ခဲ့ခြင်းသည်ကြွက်ပေါက်ကလေးတွေကြီးပဲမဟုတ်တစုံတရာပါဝင်သည်ထိုတစုံတရာမှာသူ၏ပေါက်ဓားဖြစ်သည်အားလုံးကိုကျေးဇူးတင်ပါတယ်